လူသားတွေခင်မီစက်ရနေရမရှိပဲဒီလိုအဆောက်အဦကိုစောင့်နိုင်ခဲ့တယ်ဆိုတာတင်ယုံနိုင်မှာဒါပရမစ်ပါဒါပေမဲ့တင်ထင်ကြသလိုတော့မဟုတ်နိုင်ပါဘူးပရမစ်တွေဟာရှေးဟောင်းအီဂျစ်နိုင်ငံရဲ့အထင်ကြီးအဆောက်အဦတွေဖြစ်ပါတယ်အကျော်ကြားဆုံးကတော့ Great Pyramid of Giza ဖြစ်ပါတယ်မူလအမြင့်480ပေကျော်ခန့်ရှိပြီးကြောက်တုံး2တန်းကျော်တုံးထားတယ်လို့ခန့်မှန်းထားကြပါတယ်တတုံးချင်းအလေးချင်းကတန်ချင်းများစွာရှိပါတယ်ဒါပေမဲ့အဲ့ခေတ်မှာ crane မရှိခဲ့ဘူး engine မရှိခဲ့ဘူး GPS မရှိခဲ့ဘူးဒါပေမဲ့ pyramid ကမြောက်ဘက်အရက်နဲ့အံ့ဩသင့်စရာတိကျစွာကိုက်ညီနေပါတယ် pyramid အတွင်းမှာလှုပ်ဝက်လမ်းကြောင်းတွေအများကြီးရှိပါတယ်မဖွင့်ရသေးတဲ့အခန်းတွေရှိနိုင်တယ်လို့လည်းယူဆထားကြပါတယ်2019ခုနှစ်မှာသိပ္ပံပညာရှင်တွေကအတွင်းထဲမှာအခန်းကြီးတစ်ခုရှိနေတာကိုတွေ့ရှိခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအခန်းထဲဘာရှိရဲဆိုတာကိုတော့ယနေ့ထိဘယ်သူမှမသိနိုင်သေးပါဘူးတချို့ theory တွေကဒါဟာစွမ်းအင်တစ်မျိုးထိမ့်သိမ့်ဖို့စောင့်ထားတာလို့လည်းဆိုထားကြပါတယ်တချို့ကတော့လူသားနည်းပညာတစ်ခုတည်းနဲ့မဖြစ်နိုင်ဘူးလို့ယူဆထားကြပါတယ်ပရမစ်ဟာသင်္ချိုင်းလားဒါမှမဟုတ်လူသားတို့မသိသေးတဲ့လှုပ်ဝက်နည်းပညာတစ်ခုလားကွန်မန့်မှာဆွေးနွေးသွားခဲ့ကြပါကိုလင်းမှာ TikTok Insider ပါမှန်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို follow ခဲ့ဖို့မမေ့နဲ့နော်